မောင် နေဘာဖြစ်လို့လဲ စိတ်ပူလိုက်ရတာမောင်ရေဖုန်းကလည်းဆက်ပိတ်ထားတယ်အိမ်ပြန်လာတာလည်းနောက်ကျတယ်ဘာများဖြစ်သွားတာလဲလို့ ဘာမှမဖြစ်ပါဘူးနေရဲ့ဒီမှာဖုန်းဆက်ပိတ်ထားတာမဟုတ်ဘူးဖုန်းကအားကုန်သွားတာဒီမှာစိတ်ပူသွားလား စိတ်ပူရတာပေါ့ sorry ပါစိတ်ပူအောင်လို့မတောင်းပါမှာ sorry နော် ဟောနားတော့မယ်နော်